这个赛就阿罗这个吧，这里嘛就那过来比嘛去吧，这比嘛来说叫人家，我那个来说那么不好吧，他们那人家那说对他们，我把这表嘛来比嘛去吧，这年就比嘛去吧，你在看着 ，Let's go 比嘛啥 ，Let's go 比。ကျွန်တော်ကိုင်းလိုက်တာအချောင်းကျွန်တော်ခွေရကျုံးသူများခွေကိုမခွေမြင်လားအဲ့လိုလိုက်ကိုင်းနေပါတယ်လို့လူကပြေးနေအောင်မော်တယ်ပြင်းမယ် let's go ပြေးနေအောင်နော်ကျွန်တော်တို့ကညီမ3ယောက်မွေးရအောင်နော်ဟိုကျွန်တော်ခွေးတယ်တစ်ခါညီမလေးတစ်ခါတော့မှညီမရှိရဘူးတော့မှရှိပါဦး။မခွေးသုံးပါ။ဘယ်လိုလဲဆိုကျွန်တော်ခွေးရဲ့အမေက3ရက်တော့မွေးရတယ်။ဒါကျွန်တော်ခွေးဒါတော့မိန်းကလေးပေါ့နော်မိန်းကလေးခွေးမိန်းကလေးကိုသိတာချဖို့ပေါ့။ဒါကျွန်တော်ခွေးပြီးဟိုမောင်ကျွန်တော်ခွေးပေါ့။ဒီမှာဟိုခွေးလေးအခွေးရလဲကျွန်တော်ခွေးကိုဝေးခဲ့အမေဝေးခဲ့ရပါတော့။အဲ့ကျွန်တော်ခွေးပြီးမယ်ပြီးမယ်ချိမမောနေပြီတူချီရတယ်ဗောနော်မောလို့လေနိုင်ဒီစားရတော့ခါတိုင်းနိုးလေးတော့ပြီးတင်ချက် let's go ပြေးမယ်သူ့ကျွန်တော်ညီကိုပြေးမယ်လို့ပြောလိုက်ပြေးရပါတော့တော့ပြေးရတယ်ဟောဝယ်လာပြီတော့မူတော့မစားဘူးနော်။မောင်မစားတော့ဘူးပြည့်။တော်မေးကြည့်။ပါ။ပြေးပြီ။ပြောင်းမယ်။ဂိမ်းမစထရင်းလို့ရှင်ဒီလိုဗီဒီယိုလေးတင်ပေးပြ။တော်ကောင်းတယ်လား။အဲ့ဂိမ်းမစထရင်းနေမှာစလေးကညပိုင်းညလည်းဆိုစထရင်းရှိပါတယ်လား။အဲ့ဒီရအောင်နေနားမလား။ဘာနားမဟုတ်သားလေတူတူမဟုတ်သားပြီပါ။ငါ့ဘုမထားသည်။ဟာလား။ဒါကျွန်တော်တို့မှာညီကို3ယောက်ရှိပါတယ်။
ကျွန်တော်ဟာစစ်ဆိုလိုဝိုင်းမွေးရကျွန်တော်ညီတကယ်အစ်စ်မဟုတ်ပါဘူးတင်းခွဲပါဟိုညီရတဲ့တင်းခွဲပါကျွန်တော်တယောက်တည်းမွေးရပါတော့ကျွန်တော်ပြီးဟဲ့Let's go ချာချာကလေးကမထဲမှာဆိုကျွန်တော်ထဲ့အောင်ကလေးကိုခဏနာမယ်ကျွန်တော်ဗီဒီယိုလောက်ပါပဲကျွန်တော်ဗီဒီယိုဒီလောက်ပါပဲအားလုံးမဒီဗီဒီယိုကြည့်ပြီးတော့ကျွန်တော်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာဒီထက်ကျန်းတဲ့အမီရှင်ထက်လာပါအောင်မယ်အဲ့မှန်ပါ